မြန်မာပြည်သူများကိုအကာအကွယ်ပေးပြီး BRAVE Burma Act ဥပဒေမူကြမ်းကိုအမေရိကန်အောက်လွှတ်တော်တွင်အတည်ပြုလိုက်ပြီးစစ်တပ်ကိုပုံမပိတ်ဆို့အရေးယူရနဲ့မြန်မာအရေးအမေရိကန်တန်တမန်ခန့်အပ်ရန်တို့ပါဝင်ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံရှိစစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်နေသည့်ပြည်သူများနဲ့အတူရပ်တည်ရနဲ့စစ်ကောင်စီအပေါ်စီးပွားရေးပိတ်ဆို့မှုများပုံမတင်းကျပ်ရန်ရည်ရွယ်သည့် BRAVE Burma Act HR 3190 ဥပဒေမူကြမ်းကိုအမေရိကန်အောက်လွှတ်တော်ကဖေဖော်ဝါရီလ10ရက်နေ့တွင်အတည်ပြုလိုက်ပြီးဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါဥပဒေမူကြမ်းကိုလွှတ်တော်အမတ်ဘေလ်ဟူဇန်ကာနဲ့လွှတ်တော်အမတ်ဂျင်ကနေဒီတို့ကပူးတွဲတင်သွင်းခဲ့ကြခြင်းဖြစ်ပါတယ်။ဒီဥပဒေမူကြမ်းကိုပူးတွဲတင်သွင်းသူတဦးဖြစ်သည့် Republican Party မှကွန်ဂရက်လွှတ်တော်အမတ်ဂျင်ကနေဒီကယခုကဲ့သို့အတည်ပြုနိုင်ခြင်းအပေါ်ကြိုဆိုလိုက်ပြီးဒီဥပဒေဟာမိမိတို့ရဲ့လွတ်လပ်မှုနဲ့ဂုဏ်သိက္ခာအတွက်တိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေကိုစစ်ကောင်စီကရဲရဲဆက်ဆက်နှိပ်စက်နေတာကိုအမေရိကန်ကလစ်လူရှုကြမှာမဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းပြသလိုက်တာပဲဖြစ်တယ်ဟုပြောကြားခဲ့ပါတယ်။ BRAVE Burma Act တွင်မြန်မာစစ်တပ်ကိုအကြက်ရိုက်စေပြီးအချက်ကြီးနှစ်ချက်ပါဝင်ပြီးမြန်မာစစ်တပ်နဲ့၎င်းတို့ကိုငွေကြေးထောက်ပံ့နေသည့်ကွန်ရက်များကိုပြစ်မှတ်ထားသည့်လက်ရှိပိတ်ဆို့အရေးယူမှုများကို2032ခုနှစ်အထိတက်တန်းတိုးယုံသာမကပုံမတိုးမြင့်အရေးယူရန်အကြမ်းဖက်မှုများအတွက်အသုံးပြုနေသည့်အရင်းမြစ်များကိုဖျက်တောက်ရန်ရည်ရွယ်ထားသည်ဟုသိရှိရပါတယ်။ယင်းအပြင်မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ခန့်အပ်ရန်ပါဝင်ပြီးအမေရိကန်သမ္မတအနေဖြင့်တန်အမတ်ကြီးအဆင့်ရှိမြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန် Special Envoy for Burma 2ကိုခန့်အပ်ရန်ထိုအထူးတန်တမန်ကမြန်မာနိုင်ငံအရေးနဲ့ပတ်သက်သည့်ပိတ်ဆို့အရေးယူမှုများလက်နက်ရောင်းချမှုပိတ်ပင်ခြင်းလူသားချင်းစာနာမှုဆိုင်ရာအကူအညီများနဲ့တန်တမန်ရေးရာကိစ္စရပ်များကိုတစ်ခုတည်းသောမူဝါဒအောက်မှပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်ဥပဒေမူကြမ်းတွင်ပါဝင်ကြောင်းသိရှိရပါတယ်။ Republican Party မှကွန်ဂရက်လွှတ်တော်အမတ်ကနေဒီက၎င်း၏မဲဆန္ဒနယ်ဖြစ်သည့်နယူးယောက်အနောက်ပိုင်းရှိအင်အားကောင်းသောမြန်မာလူမှုအတိုင်းဝိုင်းအတွက်အစဉ်တစိုက်အတန်ထုတ်ပေးနေသူဖြစ်ပြီးအမေရိကန်ရောက်မြန်မာပြည်သူများကိုဘေးအန္တရာယ်ရှိသည့်နေရာများသို့ပြန်မပို့စေရန်နဲ့ယာယီအကာအကွယ်ပေးထားသည့် TPS အစစ်အနှံကိုကာကွယ်ပေးရန်နဲ့တိုက်တွန်းထားပါတယ်။ယခုအောက်လွှတ်တော်ကအတည်ပြုလိုက်သည့် BRAVE Burma Act ဥပဒေမူကြမ်းကိုအထက်လွှတ်တော်စီနိတ်တွင်ဆွေးနွေးအတည်ပြုရန်ပေးပို့သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကော်မရှင်က2020ရွေးကောက်ပွဲစာရွက်စာတမ်းများကိုမိရှုဖျက်ဆီးနေပြီးတမိုင်းကိုဖျောက်ဖျက်၍မရကြောင်း NUG ကတုံ့ပြန်လိုက်ပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သည်မဲမတမာမှုအကြောင်းပြချက်ဖြင့်အယက်သားဆိုရထားမှအာဏာသိမ်းပြီးနောက်2020ရွေးကောက်ပွဲဆိုင်ရာမဲစည်းရဲ့မှတ်တမ်းစာရွက်စာတမ်းများကိုယခုရက်ပိုင်းအတွင်းမိရှုဖျောက်ဖျက်နေကြောင်းသိရှိရပါတယ်။စစ်ကော်မရှင်သည်၎င်းတို့တစ်ဖက်သက်ပြုလုပ်ခဲ့သော2025-2026ရွေးကောက်ပွဲပြီးနောက်2020ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများမှာတတ်မှတ်ကာလကျော်လွန်သွားပြီဟုအကြောင်းပြ၍ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အသီးသီးတွင်စတင်မိရှုနေခြင်းဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါတီတောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့်2020ရွေးကောက်ပွဲသည်ပြည်သူလူထုတခဲနဲ့ဆန္ဒမဲပေးခဲ့သောတရားမျှတသည့်ရွေးကောက်ပွဲဖြစ်၍အစိုးရအမိခံစစ်ကော်မရှင်တွေဖြင့်ယခုကဲ့သို့ဖျက်ဆီးပိုင်ခွင့်မရှိကြောင်းဇေယျသတိမြို့နယ်ရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌဟောင်းဦးမောင်မောင်ကပြောပါတယ်။အခုလိုဖျက်ဆီးမိရှို့တာဟာရွေးကောက်ပွဲဥပဒေနည်းဥပဒေအရဘလို့မှတရားမဝင်ဘူးရုပ်မှကောက်ကျစ်စွာနဲ့အမှန်တရားကွယ်ပြတ်အောင်လုပ်တာလို့မြင်မိတယ်ဟု UEC ဥက္ကဋ္ဌဟောင်းဦးမောင်မောင်ကပြောပါတယ်။လက်ရှိတွင်2020ရွေးကောက်ပွဲ၌အသုံးပြုခဲ့သောမဲစရင်များဆန္ဒမဲလက်မှတ်များရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများနဲ့မှတ်တမ်းများကိုစစ်ကောင်ရှင်ကဘုတ်အဖွဲ့ဖွဲ့စည်း၍ရန်ကုန်တိုင်းအတွင်းစတင်မိရှုဖျက်ဆီးနေကြောင်းသိရှိရပါတယ်။အဆိုပါမိရှုဖျက်ဆီးရေးအတွက်စစ်ကောင်ရှင်ကမြို့နယ် UEC အဖွဲ့ခွဲဥက္ကဋ္ဌအတွင်းရေးမှူးနဲ့အဖွဲ့ဝင်များမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှူးအပါအဝင်အဖွဲ့ဝင်14ဦးပါဝင်သည့်ဘုတ်အဖွဲ့များကိုမြို့နယ်အလိုက်ဖွဲ့စည်း၍ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးနေဘုံလက်ကမူစစ်ကော်မရှင်အနေဖြင့်တပ်တရထောက်ထားများကိုမိရှုဖျက်ဆီးရုံဖြင့်တမိုင်းကိုဖျောက်ဖျက်၍ရလိမ့်မည်မဟုတ်ကြောင်းတုံ့ပြန်လိုက်ပါတယ်။ဒါတွေကတစ်ချိန်ကျရင်ပေါ်ပေါက်လာမှာပါ။ဒီအမှားတွေကိုကျွလွန်ခဲ့တဲ့သူတွေကိုမဖြစ်မနေပြစ်ဒဏ်ပေးနိုင်ဖို့ကျွန်တော်တို့ဆက်လက်စူးစမ်းသွားမှာဖြစ်ပါတယ်ဟု NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရဦးနေဘုံလက်ကပြောပါတယ်။ဇေယျစုသည်အာဏာသိမ်းပြီးနောက်2020ရွေးကောက်ပွဲအားဖွဲ့စည်းပုံအခြေခံဥပဒေရွေးကောက်ပွဲကော်မရှင်ဥပဒေလွှတ်တော်ရွေးကောက်ပွဲဥပဒေဤဥပဒေများနဲ့မညီညွတ်၍တရားမျှတမှုမရှိဟုဆိုကာရလက်ကိုပယ်ဖျက်ခဲ့ပြီး၎င်းတို့၏2025-2026ရွေးကောက်ပွဲအတုဖြင့်အစားထိုးကာအာဏာတည်မြဲရေးကိုကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ဥပဒေအရရွေးကောက်ပွဲတစ်ခုပြီးရင်ရခိုင်မှတ်တမ်းများကိုဖျက်ဆီးလေရှိတော်လဲအရင်ပွားဖွယ်ရာအာဏာသိမ်းမှုရဲ့အခြေခံအကြောင်းရင်းဖြစ်သော2020မှတ်တမ်းများကိုဖျက်ဆီးခြင်းမှာတပ်တွေဖျောက်ပြခြင်းသာဖြစ်ကြောင်းနိုင်ငံရေးအကဲခတ်လေ့လာသူများကထောက်ပြကြပါတယ်။တရားမဝင်ဆိုရအတု
2025ရွေးကောက်ပွဲအတူကဘလို့ပဲလုပ်အစ်စ်ကိုတော့လွှမ်းမိုးချုပ်ကင်လို့မရနိုင်ဘူးတရားဝင်နဲ့2020ရွေးကောက်ပွဲကိုမဲဆန္ဒမဲပေးခဲ့သူတွေကတက်သေးဖြစ်ရှိနေပါတယ်ဟု UEC ဥက္ကဋ္ဌဟောင်းဦးမောင်မောင်ကဆက်လက်ပြောဆိုပါတယ်စစ်ကောင်းဆောင်သည်2020ရွေးကောက်ပွဲနဲ့ပတ်သက်၍မဟုတ်မမှန်ဆွဆွဲချက်များကို website နဲ့ mobile application များတွင်ဘာသာစကား5မျိုးဖြင့်ထုတ်လွှင့်ကာနိုင်ငံတကာကိုဝါဒဖြန့်မှုများလည်းလှုပ်ဆောင်ရရှိကြောင်းသိရှိရပါတယ်